အားလုံးမင်္ဂလာပါရှင်အခုဒီကနေ့ညမနေတယ် ဘယ်လိုပါညရောလဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုမိတ်ဆက်ပေးမှာရိုးရာနေရနေပြီးတော့ထုတ်လုပ်ထားတဲ့ဘာဝစစ်စံသားနဲ့စေးလေးမိတ်ဆက်ပေးပါဒီစံသားနဲ့စေးလေးမှာဆိုရင်ဒီကတန်လစီအုံးစီပုံရင်းစီတို့စတဲ့ဘာဝ ingredient အနေနဲ့ချိုးတဲ့ပေါင်းဆက်ထားတဲ့ကောင်သုံးမယ်ဆိုရင်ဥပဒေပြောင်းအဖြစ်ပေးတဲ့အပြင်ကိုဒီပင်ချုပ်ချင်းစပင်ဖြူချင်းတွေကိုရောနေတာစေပြီးတော့ဒီပင်တွေကိုနတ်အောင်တန်သွားဒီကောင်ကိုယောက်ျားလေးရောမင်းတို့ရောနှမျိုးလုံးသုံးရဒီထဲမှာအနေနဲ့လေးပါတယ်ဆိုတော့ဒီကောင်သုံးရင်တော့ခလောက်ပြီးဖို့ပေးပါနဲ့မင်းကတော့ကျွေးရမယ်တက်တာရဲ့ခေါင်းထည်လေးလည်းတက်ပြပါတယ်ဒီခေါင်းထည်လေးရဆိုရင်အကြီးကပေါင်းရစီလေးပြီးစမုံနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ညီမသဘာဝထောက်ကောင်စစ်စစ်ကမှတုံးနေတယ်တဲလေးကဒီခေါင်းထည်လေးဖြစ်တော့ပါတယ်ဒီကောင်လေးမှာ2ပေါင်ရစီလေးစမုံနဲ့ဖြစ်ပြီးတော့16ပေါင်ရစီလေးရောတက်ရော်ရဲ့ဒီမွန်ဒီရဲ့လက်ပတ်ရဲ့ကိုရွက်တမရဲ့စမုံနဲ့တန်းတန်းတာပါတာနဲ့ရှားပေါင်းလက်ပတ်ပြားရည်တန်းလေးစီတားတော့ဒီကြလေးလေးပေါင်ပါရဲ့သူ့ရဲ့ပေါင်ရစီကတော်တော်ဆုံးနေရဖြစ်တဲ့အတွက်တော့သဘာဝရစီကိုတရုပ်ကမှငယ်လေးကဒီလိုဆိုရင်ငယ်လေးရပါတော့တရုပ်ကမှလည်းကောင်းချဲဆိုကံကောင်းချင်းတွေဆောင်လာရဲ့ဗာညာဆိုပြီးတော့အပြည့်ပြောမှရှိတယ်လေအခုဒီမှာတရုပ်ကမှကြီးပါဖြစ်တဲ့အတွက်ဒီကောင်လေးနဲ့ကောင်းချုပ်နဲ့တန်သားကိုကောင်းချုပ်လာအားပြတာကိုနောက်ပြီးတော့ဟုတ်တယ်ဒီမှာယူရဆိုရင်နော်ဟုတ်တယ်တိုးသွားပြီတိုးသွားပြီတရုပ်ကမှရေရာချီရဲ့အနေနဲ့သုံးလို့ရပါတယ်သူ့ရဲ့စက်တာရဲ့အနေအားကြီးကတော့အပြင်ကျွတ်တာကြီးပါတာကြီးဒီတော့ရန်ကိုဖြစ်တော့ပါတယ်။ခဏဆိုရင်ဒီရှိတာဖြစ်တဲ့အတွက်ပေါ့နော်။ဒီနေ့ညောင်လည်းဆန္ဒရမ်းခံရတယ်။နောက်ပြီးတော့ဒီအပူချောင်းနဲ့လက်တာကြီးဖြောင်းနိုင်ပြီးတော့ဒီဆန္ဒရမ်းပြည့်စည်တယ်။ပြည့်စည်ဆန္ဒနှစ်ခွက်ပိုင်းဖြစ်တယ်။အဲ့လိုမျိုးတော့ကိုဒီကမြန်ပတ်ထားတယ်။ကောင်းတယ်နဲ့အဆုံးပြပါရဲ့။ဒီနှစ်စီးလေးနဲ့အသုံးပြုပြင်ပါလေ။ဒီနှစ်စီးလေးကိုမိမ့်ပါရဲ့။မိမ့်ပြီးတော့နိုင်ရွက်ထားတယ်။နိုင်ရွက်တော့45မိနစ်ထားလိုက်ရပါတယ်။ဒီကမျိုးထားပြီးတော့ကောင်းတယ်နဲ့ရှော့ချလိုက်လို့ဆိုရင်ဆန္ဒ6တွေ့လာရင်နှစ်ခွက်တွေ့လာရင်ကျွတ်တာဆိုလုံးဝသက်သာနေပါရှင်။ဆယ်ဘူးကနေစပြီးလက်ကားရတဲ့ပြင်ကိုဆယ်ဘူးမှာလည်းပိုစတာလေးထုတ်ပြီးအောင်ပါရှင်။နောက်ချော်ရည်ရဲ့မီလီတာလည်း900 ml ဖြစ်လာတဲ့အတွက်အများကြီးတပူးများမှာမီလီတာလေးကသုံးခံပါလေ။ဒါသုံးပြော်တဲ့အမောက်ပဲပေါ့နော်။ဒီရွက်မျိုးကိုကိုယ်စလဲလည်းဝင်လို့ရပါတယ်။ကိုယ်စလဲဝင်တဲ့ခါကျရင်စနီးရဲ့ဒီနိုင်ပုံလေးနေပေါ့နော်ဆယ်ဘူးကနေစပြီးလက်ကားရပါတယ်ဆယ်ဘူးကနေစပြီးလက်ကားရတယ်ကိုယ်တလဲဝင်တဲ့တဲလေးရတယ်မြို့နယ် live ကိုကိုယ်တလဲလေးအနည်းကခေါ်ယူနေပါတယ်ဒီရဲ့ထောက်ကောင်စစ်စစ်မှာတုံးပြီးတင်တဲ့တဲလေးတွေကဒီရမင်းလေးကိုမှိုင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီရမင်း Facebook ပေးနေတော့ဒီရမင်း TikTok အကောင့်လေးမှာလည်းမှိုင်းနိုင်ပါရှင်